ရန်ဝင်ဦးရဲ့နောက်ဆုံးကကွက်ဘောလုံးလောကမှာကစားသမားကောင်းများစွာပေါ်ထွက်ခဲ့ဦးပေမဲ့မက်ဆီနဲ့ခရစ္စတီယာနိုလိုဒီပိုင်းတွေကတော့ဘယ်တော့မှမရှိနိုင်တော့ပါဘူး။သူတို့ညဟာဘောလုံးလောကကိုပခုံးပေါ်တင်ပြီးကမ္ဘာအနှံ့လူသိများတဲ့နာမည်တွေဖြစ်လာခဲ့ပါတယ်။ဆယ်စုနှစ်ကျော်ကြာသူတို့ရဲ့စိုးမိုးမှုစွမ်းဆောင်ရည်တွေကြောင့်ဘောလုံးဆိုတာနဲ့သူတို့ကိုပြင်းပြင်းမိတဲ့အထိပါပဲ။ဗျာဆန်နဲ့ပဲချင်းနဲ့ဖန်နီတိုင်းဇွမ်းနေပြည့်နေတဲ့မော်ဆီယာကြီးကမက်ဆီဆိုရင်စွမ်းအားတွေစိတ်ဓာတ်တွေအပြည့်နဲ့အမြဲတမ်းကြိုးစားနေတဲ့စစ်သူကြီးကခရစ္စတီယာနိုပေါ့ဗျာ။ပွဲတိုင်းမှတ်တိုင်းစုရီတိုင်းမှာတယောက်ထက်တယောက်ပိုတော့အောင်ကြိုးစားခဲ့ကြတယ်။သူတို့ရဲ့ပြိုင်ဆိုင်မှုတွေကသမိုင်းတွေဖြစ်ခဲ့တယ်လို့အဲ့ဒီသမိုင်းတွေကလည်းဒဏ္ဍာရီတွေဖြစ်ခဲ့ပါတယ်။သူတို့သာမရှိခဲ့ရင်ဘောလုံးလောကကြီးကဘလောက်တောင်ပြင်းစရာကောင်းနေလိုက်မလဲ။ဒါပေမဲ့အခုချိန်မှာတော့အရာအလုံးကပြောင်းလဲလာပြီလို့ခန်းစားရပါတယ်။မက်ဆီလည်းမကြခင်အနားယူတော့မယ်ခရစ္စတီယာနိုရဲ့နိုင်ငံတကာကစားသမားဘဝလည်းကုံဆုံးတော့မယ်ဆိုတဲ့သတင်းတွေကခက်စိတ်စိတ်ထွက်နေပါတယ်။သူတို့နှစ်ယောက်လုံးအသက်30ကျော်ပြီဖြစ်နေပြီလေ။အမ်ဘာပေဟာလန်ဘယ်လင်ဂန်တို့လိုမျိုးဆက်သစ်တွေလည်းတဖြည်းဖြည်းပေါ်ထွက်လို့လာနေပါပြီ။မက်ဆီရဲ့အေးဆေးတည်ငြိမ်တဲ့အင်တာဗျူးတွေခရစ္စတီယာနိုရဲ့အရင်ကအတွေ့အကြုံတွေကိုပြန်ပြောနေတဲ့အတန်တွေကခရစ်ကရဲ့အဆုံးသတ်ကိုပြနေတယ်လို့ပါပဲ။ဒါပေမဲ့ဘာလို့သူတို့အနားယူတာကိုလက်မခံနိုင်ရတာလဲဘာလို့ဒီသတင်းကပြည်သက်တွေကိုဒီလောက်ထိစိတ်မကောင်းဖြစ်စေရတာလဲဒါဟာဘောလုံးတစ်ခုတည်းအကြောင်းတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အမှတ်တရတွေနဲ့လည်းသက်ဆိုင်နေလို့ပါပဲဒီဝီရှိမှာကုန်ဆုံးခဲ့တဲ့တင်းငွေညတွေမင်းမရနိုင်တဲ့ချန်ပီယံလိပ်တွေမက်ဆီကိုခရစ္စတီယာနိုဟက်ဒရစ်ဆိုတဲ့ notification တွေကနေ့တာလုံးကိုပျော်ရွှင်စေခဲ့တာတွေဟာဘယ်တော့မှမေ့လို့မရနိုင်ပါဘူးသူတို့ကကစားသမားတွေတက်တက်မဟုတ်ခဲ့ပါဘူးသူတို့ကကျွန်တော်တို့ရဲ့ကလေးဘဝတွေဆယ်ကျော်သက်ဘဝတွေဘောလုံးပြည်သက်တွေဖြစ်လာဖို့ရဲ့အစိပ်ပိုင်းတွေပဲလေသူတို့အနားယူသွားတဲ့အခါကျွန်တော်တို့ဘဝရဲ့အစိပ်ပိုင်းတစ်ခုလည်းပါသွားမှာပါပဲဒါဆိုသူတို့တကယ်တမ်းဘယ်တော့အနားယူမှာလဲဘယ်သူမှအတိအကျမသိနိုင်သေးပါဘူးမက်ဆီကတော့မိုင်ယာမီမှာသူ့ရဲ့နောက်ဆုံးသမိုင်းကိုရေးထိုးနေပြီးခရစ္စတီယာနိုကတော့ဆော်ဒီအာရေဗျမှာတက်ဆွမ်းသမျှအစွမ်းကုန်ကြိုးစားနေပါတယ်ရောင်26ကမ္ဘာဖလားပြိုင်ပွဲကသူတို့နှစ်ယောက်ကိုနောက်ဆုံးမြင်တွေ့ရမယ့်နေရာတစ်ခုဖြစ်လာနိုင်ပါတယ်ဒါဟာသူတို့ရဲ့တကယ်အနောက်ဆုံးကကွက်ပါပဲမကြခင်နေ့မှာမက်ဆီကကင်မရာရှေ့မှာထိုင်ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောပါလိမ့်မယ်ခရစ္စတီယာနိုကလည်းမျက်ရည်တွေနဲ့လက်ခုပ်တံတွေပြည့်နေတဲ့အားကစားကွင်းကြီးထဲမှာရပ်ပြီးဘောလုံးကကျွန်တော်ကိုအရာအားလုံးပြီးခဲ့တယ်လို့ပြောပါလိမ့်မယ်အဲ့ဒီရောက်လာရင်ကဘာကြီးကအစင်သင့်ဖြစ်နေအောင်မဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကကစားသမားနှစ်ယောက်ကိုဆုံးရှုံးနေရတာမဟုတ်ပဲဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးခေတ်ကြီးတစ်ခုကိုဆုံးရှုံးရတော့မှဖြစ်လို့ပါပဲ